င်္ဂလာပါရှင်ပြကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Center တောင်ကြီးမှာတည်ပညာပေးတောက်ရှိုးများရိတ်ကူးလင့်တင်ပေးလက်ရှိရာဒီကနေ့မှာတော့ဓာတ်မြေဩဇာများနဲ့ဓာတုပိုးသက်ဆေးများကြောင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများအသိပညာပေးတောက်ရှိုးရိတ်ကူးလင့်တွင်သွားမှာပဲဖြစ်ပါတယ်ရှင်ကျွန်မကတော့ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနတောင်ကြီးခေရုံးမှဦးစီးအရာရှိဒေါက်တာတညွန့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရဲ့အမည်နဲ့ရာထူးလေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျမကတော့တောင်ကြီးခေရုံးပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ဦးစီးအရာရှိဒေါ်ရင်လဲမိုးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးဓာတ်မြေဩဇာကိုဘာကြောင့်ပုံမသုံးဆွဲလာရပါသလဲပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့အခုပေါ့နော်ယနေ့ကမ္ဘာလူကြီးဟာတန်း8000ဝန်းကျင်အထိရောက်ရှိလာနေပြီဖြစ်ပြီးတော့မှနောက်လာမယ့်ကာလတွေမှာလည်းဒီထက်တိုးပွားလာမယ်လို့ကြံ့ကျင်သူများကခန့်မှန်းထားကြပါတယ်ရှင်အခုလိုတိုးတက်လာတဲ့လူကြီးရဲ့အတွက်ရိခါပူလုံရင်းနဲ့တင်းနဲ့ထွက်တိုးအောင်မြေဩဇာနဲ့ပုသက်ဆေးတွေကိုလည်းတွင်တင်ကြဲကြဲအသုံးပြုလာကြပါတယ်ဒါအပြင်ကျွေးနာတွေအစားလေယာစက်ကရိယာတွေကိုအသုံးပြုလာကြောင့်တရိတ်ဆန်ညစ်ကြေးတွေများရှိတော့တဲ့ဖြင့်တဘာဝမြေဩဇာပြုလုပ်ရင်လည်းခက်ခဲလာကြပါတယ်။တဘာဝမြေဩဇာရရှိရင်အချိန်ပေးရတဲ့အတွက်ဓာတ်မြေဩဇာကိုအလွယ်တကူဝယ်ယူသုံးစွဲနေခြင်းကြောင့်ပုံမူသုံးစွဲလာကြခြင်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမကြီးဓာတ်မြေဩဇာကိုဘယ်နှမျိုးခွဲထားပါသလဲပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဓာတ်မြေဩဇာကိုဓာတုမြေဩဇာနဲ့ organic မြေဩဇာဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်ရှင်ဓာတုမြေဩဇာကိုဓာတုဓာတ်မြေဩဇာစက်ရုံကနေထွက်ရှိပြီးတော့ organic မြေဩဇာဆိုတာကတော့တဘာဝမြေဩဇာလို့ခေါ်ပါတယ်တဘာဝမြေဩဇာကိုအများအားဖြင့်တရိတ်ဆန်အညစ်အကြေးတွေဖြစ်တဲ့နွားရှိကြက်ရှိတွေကနေရရှိပြီးတော့သူတို့တွေကိုတစ်မျိုးတည်းမဟုတ်ပဲရောနှောပြီးတော့မြေဆွေဓာတ်မြေဩဇာအဖြစ်လုပ်ယူသုံးစွဲကြပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးဓာတ်မြေဩဇာအသုံးပြုမှုကြောပေါ့နော်ပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်စေပါသလဲပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဓာတ်မြေဩဇာကိုအသုံးပြုခြင်းကြောင့်မလို့မြေအောက်ရေကိုညဉ့်ညမ်းစေသလိုလေထုကိုလည်းညဉ့်ညမ်းစေပါတယ်ရှင်ခဲလွန်ရောင်ကြီးပုံမှုများပြားလာခြင်းကြောင့်အရေပြားယောဂါကိုဖြစ်စေသလိုအချိန်ကြာမြင့်လာခြင်းနဲ့အမျှမြေစီအရေအသွေးကျဆင်းလာခြင်းကြောင့်သီးနှံတွေကစိတ်ပြုံးမှုမဖြစ်ထွန်းတော့ဘူးနောက်တစ်ခုကတော့ဓာတ်မြေဩဇာပုံမှုသုံးစွဲလာတဲ့ဖြင့်စက်ရုံများလည်းပဲ့ရန်လောင်စာများပုံမှုအသုံးပြုလာရခြင်းကြောင့်တဘာဝတည်ဇာတာကိုလည်းထိခိုက်တဲ့စက်ရုံမှထွက်ရှိတဲ့အခိုးငွေများကြောင့်ဘေးထွက်ပစ္စည်းများကြောင့်လည်းတဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းထိခိုက်စေပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးဓာတ်မြေဩဇာအသုံးပြုမှုကြောပေါ့နော်လူတွေရဲ့ကျန်းမာရေးကိုလည်းဘယ်လိုထိခိုက်စေတယ်ဆိုတာလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဓာတ်မြေဩဇာအသုံးပြုမှုကြောင့်လူတွေရဲ့ကျန်းမာရေးကတော့လေပင်ကြီးယောဂဖြစ်ပွားတယ်အစာအိမ်ကင်ဆာယောဂဖြစ်ပွားခြင်းသွေးတိုးယောဂနှလုံးယောဂအမျိုးမျိုးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကိုဖြစ်ပေါ်စေသလိုအုံနောက်နဲ့အာရုံကြောစနစ်ကိုပျက်စီးစေပါတယ်ရှင်ဓာတ်မြေဩဇာများကိုအကာအကွယ်မပါဘဲကိန်းတွင်မိမယ်ဆိုပါကရရန်ရှင်အဖူပိန်ထွန်းရှင်တာမကမျိုးရှားမြင့်နဲ့အစိမ့်တင်စေပါတယ်တောက်သုံးရည်တွေမှာဆိုရင် nitrate ပါဝင်မှုကြောင့်မလို့သွေးကိုအစိမ့်တင်စေရှင်လူတို့ရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေရှင်တို့ဖြစ်ပေါ်စေပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးဓာတ်မြေဩဇာအသုံးပြုမှုကြောပေါ့နော်လူနဲ့ပတ်ဝန်းကျင်ကိုဆိုးကျိုးမဖြစ်စေဖို့ဘယ်လိုအသုံးပြုကြရမလဲဆိုတာလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်မြေဩဇာကိုလိုအပ်သည့်ပမာဏထက်ပိုမိုအသုံးမပြုဘူးနိုက်ထရိုဂျင်ဓာတ်မြေဩဇာနဲ့တဘာဝဓာတ်မြေဩဇာကိုတွဲသုံးပေးမယ်ရွှေပြောင်းတောင်ယာစနစ်အသုံးပြုခြင်းတွေကိုရှောင်ရှားမယ်မြေစီလွှာရေးတိတ်ဆမှုနေစီမယ်နီလန်းတွေကိုကျင့်သုံးမယ်ရာမြေတွေမှာကျက်ပက်မယ်ဆိုပါကမြေပြန်ဖုံးပေးမယ်ဓာတ်မြေဩဇာများနဲ့ပစ္စည်းကိရိယာတွေကိုစနစ်တကျကဲတွဲအသုံးပြုမယ်အသုံးပြုပြီးတဲ့ဓာတ်မြေဩဇာအိတ်ခွန်တွေကိုစနစ်တကျစွန့်ပစ်ရှင်းဖြင့်လည်းလူနဲ့ပတ်ဝန်းကျင်ဆိုးကျိုးမဖြစ်အောင်အသုံးပြုလို့ရပါတယ်ရှင်ဟုတ်ကဲ့ဆရာမကြီးနောက်ထပ်သိချင်တာလေးလည်းရှိပါသေးတယ်ရှင်ဓာတုပို့သက်ဆေးဆိုတာရှိတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းသိချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဓာတုပို့သက်ဆေးကတော့ဒီပို့သက်ဆေးဟာပိုးမွားတွေကိုနှိမ်နင်းမယ်မတန်ဆွမ်းစေရန်တက်ဖြိုင်းမယ်ဒါမှမဟုတ်အခြားနေရာဖြစ်သားစီရင်အတွက်အသုံးပြုတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်ရှင်မက်ဆိုပိုတေးရီးယားခေဆူမာဒေတာမှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း4500ခန့်ကစပြီးအသုံးပြုကြပါတယ်ရှင်အခုအခါမှာပေါ့နော်ဓာတုပို့သက်ဆေးတွေကိုတီးနှံညာပုံမှုအထွက်တိုးစေရန်အတွက်အသုံးပြုလာကြပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကြီးပို့သက်ဆေးအမျိုးအစားတွေကဘာတွေလဲရှင်ပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါရှင်ဓာတုဆေးများမှာဆိုရင်လူသုံးကုန်ပစ္စည်းတွေဆောင်းလုံးရေးသုံးတုပ်ဆေးတွေစက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းတွေအိမ်သုံးဆေးဝါးနဲ့လေယာစိတ်ပြိုးရေးတွေသုံးတဲ့ဒါပို့သက်ဆေးများပါဝင်ပါတယ်ရှင်ပို့သက်ဆေးတွေကိုအဓိကအားဖြင့်ပို့သက်ဆေးအင်ဆက်သက်ဆေးနဲ့မိုသက်ဆေးဆိုပြီးတော့လည်း၃မျိုးခွဲခြားထားပါတယ်ရှင်
ဟုတ်ကဲ့ပါဆရာမရေဓာတုပိုးသက်ဆေးအန်ရည်တွေရောဘာတွေဖြစ်လာနေလဲပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါရှင်အခုဆိုရင်ပေါ့နော်ကမ္ဘာပေါ်မှာရှိတဲ့လူတွေဟာလူနေမှုအဆင့်တန်းမြင့်မားလာတဲ့နဲ့အမျှဓာတုပိုးသက်ဆေးတွေကိုထုတ်လုပ်မှုသုံးစွဲမှုပုံမှန်များပြားလာပြီးတော့ဓာတုဆေးပစ္စည်းအမျိုးအစားတစ်1000ကျော်ကိုနှစ်စဉ်ထုတ်လုပ်ရရှိပါတယ်အခုလိုမျိုးပေါ့နော်သူတို့ရဲ့ဓာတုပစ္စည်းတွေအနက်အချို့ဓာတုပစ္စည်းတွေဆိုရင်လူနဲ့သက်ရှိသက်တော်တွေရဲ့အသက်အန္တရာယ်ကိုချင်းချောက်ရုံသာမကဘူးကမ္ဘာလေထုရေထုနေထုအတွင်းပြည့်နေရောက်ရှိပြီးတော့တဘာဝပတ်ဝန်းကျင်ကိုညဉ့်ညမ်းစေပါတယ်ရှင်ပြီးတော့လည်းပိုးသက်ဆေးသုံးစွဲမှုနှစ်စနစ်မမှန်တဲ့အတွက်ကြောင့်မလို့နှစ်စဉ်လူ2000ကျော်ဟာပိုးသက်ဆေးအဆိပ်သင့်မှုကြောင့်မလို့သေဆုံးနေတယ်ဆိုတာလည်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေဓာတုပိုးသက်ဆေးကြောင့်ပေါ့နော်တဘာဝပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်စေတယ်လဲဆိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ပိုးသက်ဆေးတွေကိုပေါ့နော်စနစ်တကျသုံးစွဲမှုမရှိဘူးဆိုရင်ပိုးသက်ဆေးတွေကအသုံးပြုတဲ့နေရာမှာမြေကြီးတွေကိုစိတ်ဝင်ပြီးတော့မြေအောက်ရေကိုညှဉ်းညမ်းစေတဲ့မြေစီလွှာတိစားခြင်းမှတစ်စေးမြေချောင်းသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဇီဝမျိုးစုံမျိုးကွဲတွေကိုထိခိုက်ပျက်စီးစေပါတယ်ရှင်ပိုးသက်ဆေးမှာပါဝင်တဲ့မီတိုမိုင်းဓာတုပစ္စည်းဟာအိုဇုံလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေဓာတုပိုးသက်ဆေးကြောင့်ပေါ့နော်လူတွေရဲ့ကျန်းမာရေးကိုဘယ်လိုထိခိုက်နေတယ်ဆိုတာလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်စနစ်တကျပေါ့နော်ပိုးသက်ဆေးသုံးပြီးတော့စနစ်တကျကိန်းတွေအသုံးမပြုဘူးဆိုရင်အရေပြားကင်ဆာရောဂါကိုဖြစ်ပွားစေပါတယ်ခုခံနိုင်အားခံနိုင်ပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ကိုခံအားတွေပေါ့နော်ကိုခံအားတွေကြာဆင်းစေတယ်အာယုံကြောတွေထိခိုက်ပျက်စီးစေတယ်မွေးရပါကိုအင်ကချွေရင်ချင်းတွေလည်းဖြစ်ပေါ်စေပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမရေပိုးသက်ဆေးအန်ရည်ကင်းဝေးဖို့ပေါ့နော်လိုက်နာရမယ့်အချက်လေးတွေကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ပိုးသက်ဆေးသုံးစွဲရမှာလို့ဆိုရင်ပိုးသက်ဆေးသုံးစွဲရမယ့်ဘူးတွေမှာပါဝင်တဲ့အညွန့်အတန်းကိုမမှန်ကန်ကန်လိုက်နာအသုံးပြုမယ်ပိုးသက်ဆေးဘူးတွေနဲ့အစားအစာတွေကိုရောတော့တဲ့ဆောင်ရှင်းမပြုဘဲနဲ့ခက်ဝေးဝေးမှာထားမယ်ပိုးသက်ဆေးဘူးများထားတူရမှာလည်းကလေးသူငယ်တွေကိုလန်လန်မမီတဲ့နေရာအိမ်မွေးတိရစ္ဆာန်တွေမဝင်ရောက်နေတဲ့နေရာတွေမှာကိုထားရှိမယ်ပိုးသက်ဆေးဘူးတွေကိုလိုအပ်သလောက်တာဝယ်ယူမယ်ပိုးသက်ဆေးချမ်းချိန်မှာဆိုရင်ကိုဝင်ဆောင်မျိုးသမီးများနဲ့ကလေးတွေအိမ်မွေးတိရစ္ဆာန်တွေနဲ့ဝေးနေစေမယ်ပိုးသက်ဆေးကျွင်းကြံများခန္ဓာကိုယ်ဝင်ရောက်မှုမရှိစေရန်ဟင်းသီးဟင်းရွက်တွေကိုစားရည်ဆိုင်ရှင်စံစည်းရည်ဖြစ်စိန်စားခြင်းဖြင့်ပြုလုပ်ပြီးမှအသုံးပြုမယ်လက်ဆက်တဲ့အသားအသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူမယ်တည်တည်အခွန်ထည်ထဲမှာဆိုရင်ပိုးသက်ဆေး90%ပါဝင်နေခြင်းကြောင့်အခွန်ခွာရေးစားသုံးမယ်ပိုးသက်ဆေးအစိတ်အသင်းငါးများရဲ့ပါးစပ်နဲ့ပဟက်များမှာဟာနေပြီးတော့မှာပေါ့နော်သူတို့ကဝမ်းပိန်များဖောင်းကားနေမယ်ဆိုရင်ထိုငါးတွေကိုဝယ်ယူစားသုံးခြင်းမှာလည်းရှောင်ခြင်းပဲပိုးသက်ဆေးတွေကိုမြစ်ချောင်းအင်းအိမ်တောက်သွင်းရေကန်အနီးမှာဆွန့်ပစ်ခြင်းစေကြောခြင်းမပြုလုပ်ဘဲနဲ့မြေကြီးအောက်တပီခွဲအကျော်မှာကျင်းတူးပြီးမြေမြုပ်ရှင်းပေါ့နော်ဒါတွေကိုဆောင်ရွက်ထားရှိရပါမယ်ရှင်ဟုတ်ကဲ့ဆရာမရေကညီကုန်းချုပ်အနေနဲ့ပေါ့နော်ဗာများပြောချင်ပါသေးတယ်လဲရှင်ဟုတ်ကဲ့ပါကျမတို့အနေနဲ့ပေါ့နော်တဘာဝပတ်ဝန်းကျင်ပစ္စည်းမှုကိုတရောက်တနေရာမှာထိန်းသိမ်းကာကွယ်ဖို့နဲ့သက်ရှိများရဲ့ဂေဟစနစ်များနဲ့လူတို့ရဲ့ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ပေါ့နော်ဓာတုပိုးသက်ဆေးနဲ့ဓာတ်မြေဩဇာအနေကင်းဝေးစေရန်အတွက်အထက်အကြောင်းအရာအချက်နဲ့ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပူးပေါင်း၍ဓာတ်မြေဩဇာများနဲ့ဓာတုပိုးသက်ဆေးများကြောင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုများအကြောင်းအသိပညာပေးတောက်ရှိုးရိတ်ကူးလွှင့်တွေ့ပေးသွားတာပဲဖြစ်ပါတယ်ရှင်။နောက်ပတ်တွေမှာလည်းဘယ်လိုအကြောင်းအရာတွေရိတ်ကူးလွှင့်တွေ့မယ်ဆိုတာရှမ်းရုပ်မှာပေး Cherry May ပေးနဲ့ Community Center ပေးတွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။